ထားတဲ့တသိန်းစစ်ကောင်အားပေးထားတဲ့ကိုကျော်ဒီဟောင်းကိုလာမှာတစ်ဆက်မလေးနိုင်ပြရပါရှင်။တောင်းနေတင်သွင်းပေါက်ပါရဲ့ရှင်။ငါကိုတော့ဆက်တော့တောင်းနေရှင်တော့ဆက်တော့လည်းတောင်းနေရှင်ပေါက်ပါရဲ့နော်။ဒီချက်နေပြီးတော့နှစ်သိန်းစစ်ကောင်ကျော်ကိုအားပေးရရင်တောင်းနေတော့ညီမအနေနဲ့ဒီလိုပဲလမ်းပါတစ်ဆက်မလေးနိုင်ပြရပါရှင်။ဒီလေးပေါက်ပါလေဒီကောင်းလေးပါလေ။ညီမလေးစုကြည့်တဲ့လာကိုလေးစစ်ပြီးပါရှင်။သုံးတော့ခွေးနေကြဖို့ဒီစရမျိုးမျိုးစီကအကြောင်းရတော့ဆက်ဆက်လာအောင်ဖြစ်တယ်နံပါတ်7ဖိုက်အကြောင်းလေးပေါက်သွားတာကညီမလေးတိတ်ဆက်နေပြီးတော့တသိန်း9တောင်းကျော်ဘူးပေါ့နော်။လေးအားပေးထားတယ်မအူအင်မျိုးကောင်နဲ့နေစီအတော့ကိုလမ်းပါတစ်ဆက်မလေးနိုင်ပြရပါရှင်။ဒီပေါက်ပါလေးကိုတောင်းပေးပါလေ။စုကြည့်တဲ့ပေါက်ပါလေရှင်။သုံးပေါင်းနဲ့ဦးကျဲခုံလာပေါက်ပါလေ။အော်တိုဘာတလားလုံးအဲ့ဒီမှာဘာလို့လဲပိုက်ပါဆက်ဖို့မရှိဘူးပြည့်အောင်။ဒါအပြင်အောက်တိုဘာ1ရက်နေ့ကနေအောက်တိုဘာ30ရက်နေ့အထိကို online မှာရော offline မှာရောတသိန်းစစ်တောင်းမှုဝယ်ယူအားပေးတဲ့အတွက်အခုလိုမျိုးမဲအမျိုးပေါင်းများစွာပါဝင်တဲ့ဗလာမပါကတ်ဆန်မေးစီကိုလည်းကတ်ဆန်ခွင့်ရတာမှာဖြစ်ပါရဲ့ရှင်။ဆက်မလာရောက်အားပေးတဲ့ကတ်ဆန်မာရဲ့အတွက်ကကိုယ်တိုင်မဲနိုင်ခွင့်ရမှာဖြစ်တယ်လို့ online ကနေဝယ်ယူအားပေးတဲ့နေရကတ်ဆန်မာရဲ့အတွက်ကလည်းလူမျိုးမျိုးကိုယ်တိုင်မဲနိုင်ပြတော့မှာဖြစ်ပါရဲ့ရှင်။